ကျွန်တော်အခုရောက်နေရတော့ BDS Promo Station နားမှာပါ Ansphere Shopping Mall ရဲ့အရှိမှာပါအခုကျွန်တော်ဒီနေ့ဖတ်ထမင်းအရန်စားကျင်နေတော့တငယ်ချင်းတယောက်ကလည်းဒီဆိုင်ကို recommend ပေးနေတာတော်တော်ကြာပြီဆိုတော့ဘယ်လိုနေလဲတော့စားကြည့်လိုက်အောင်မယ်လာလိုက်ခဲ့ပါအောင်ဆိုင်ရတော့ကျွန်တော်တွေ့ရတော့စုခုမဲ့33ဆိုတဲ့လမ်းကြားရဲ့မှာပဲဒီဆိုင်မှာခင်းနေရဝတ်သားဟင်းချက်သားဟင်းချက်သေးမြင့်ပြီးဆောက်ဆက်လေသားဟင်းစိတ်သားဟင်းတစ်လောက်ပေါ့ခင်းနေရတော့စုံတယ်သူကဒီယူတစ်ခါပြင်လိုက်ရတယ်ဘဝစားလဲရတယ်ကျွန်တော်တော့အစားကြည့်ရပြီးတော့ဘဝစားပဲထားတော့စိတ်သားဟင်းလည်းမစားကြတော့စိတ်သားဟင်းလည်းဆိုတော့သူကပွဲအဝါစားမှာဆိုရင်လည်းမှုဒီယူပွဲမှာလည်းခင်းရတော့3မျိုးထိပြေးလို့ရတယ်ဘဝစားမှာလည်း3မျိုးရွေးလို့ရတယ်ဘဝစားမှာခင်းမှာတစ်ဖြည့်ပြေးရတော့ရှယ်ပဲချမ်းမီတွေလည်းအများကြီးရှိတယ်ဒီတော့ဒီနေ့ကဖတ်ထမင်းမဲ့စားရည်နေတာမို့လို့ဖတ်ထမင်းမဲ့စားတော့ဒီရအများကြီးဆိုင်လာမှပဲပေါ်ကြည့်ဘာလဲစားနည်းနည်းပဲအားပါဆိုပြီးရစီတော့မပြီးနေစမ်းမယ်အလားစားပါဘူးဘဝစား